Star Max လို့ပြောလိုက်ရင်ဒီ ice cream ကမြဲတဲ့လူတွေတန်းစီနေရတော့ကဲတက်ကြည့်အောင်ဘာရလဲ Star Max Oreo Masher Butterscotch Coffee အဲ့ဒါရဘယ်ကတော့ Smoothie ရဲ့ Philippines အဲ့လိုလို့ဆိုရတော့သိရှိအောင်ဒီထက်မှာတဲ့တချို့ကတော့ recommend ပေးတာဒီက double dash ကို recommend ပေးပါတယ်ဒီကောင် double dash အောင်နေဒါနဲ့ကျွန်တော်ဒီနေ့က Oreo ကို try လုပ်မယ် Oreo let's try brother Yeah, tell me, sir. this is my first time I would like to try Oreo Oreo ice cream, okay. here you go You want a small, medium, large? small one first I want to try small one first No problem. because I don't normally eat a lot of sweet yeah let me try that one yeah Are they the lemon butterscotch? but you take your 6th run right okay it's fine Butter Oreo 6 no, dirham, sir. all right no problem Are you no sure? problem let me try if it's good I'll try next time bigger one Inshallah. cheers Yes. that's amazing quite huge Very good all also. right Thank take you. care yeah Thank you.ဒီမှာ Oreo ကျွန်တော်ဒီ Oreo ရွေးအကြောင်းရှိပါတယ်ဒီကကျွန်တော် Oreo တွေပါတိတ်ကြိုက်တာမဟုတ်စားတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်မင်းသမီးအိမ်မှာခဏတွားလုပ်တဲ့အချိန်မှာအဲ့မှာမင်းသားလေးက Oreo ရမ်းကြိုက်တယ်အဲ့ကြောင့်မို့ကျွန်တော်ဒီကောင်ဘာကြောင့်ကြိုက်တာလဲဆိုသိရင်ကျွန်တော် try တာဖြစ်ပါတယ်အော်ဒီကောင်ဟာသူက Oreo ကြိုက်တာလို့ပြောနေ Oreo taste ကမဆိုးဗျစပြေးတယ်ကျွန်တော်နဲ့အဲ့မင်းသားလေးကသူကကျောင်းကလည်းအဲ့လို British ကျောင်းနေတက်တယ်လို့မသိ British accent သူကအဲ့တော့ကျွန်တော်လည်းစကားပြောတဲ့အချိန်မှာသူရမ်းခင်သွားတာပေါ့နော်တဖြည်းဖြည်းနဲ့ကျွန်တော်ကျောင်းနေလည်းသိနေပါတယ်17နှစ်နောက်တော့လည်းကျွန်တော်တို့ကျောင်းနေတယောက်ကတော့မတွေ့ရတော့ဘူးဘွားဆိုတာဒီလိုပါပဲတွေ့ကြဆုံးပဲဓမ္မတာပါErica